အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ဖွင့်ထားတာကြပြီးဖြစ်ပေမဲ့ကိုရီအမြဲရောက်ပြီးဘလော်လဲမြိုက်ဖို့တည်တာလေးတစ်ကြောင် information ထပ်ပေးချင်တာလေးတစ်ကြောင်မလို့ကိုတန့်ပတ်လေးကိုပတ်ဖြစ်ခဲ့ပါတယ်ဒီနေရာကမြောက်တကုံမြို့နယ်ပင်လုံလမ်းဘက်မှာရှိပြီးဟိုတယ်နဲ့စပါးကိုတစုတစည်းရောက်ဖွင့်ထားတဲ့နေရာလေးလည်းဖြစ်ပါတယ်ဒါတို့ကတော့ထရစ်ထောက်ကန်ဘက်ကိုပဲအဓိကသွားကြမှာပါကိုရီသွားတော့က birthday promotion လည်းရှိလို့မွေးနေ့ရှင်ဆို 50% discount နဲ့ကိုနဲ့အတူပါသူက 20% discount ရတဲ့အချိန်မို့တခြားသူထက်တန်လေးရခဲ့တယ်ပေါ့နော်ထရစ်ထောက်ကန်နဲ့အဝယ်လဲအပောက်ဝါနာမှာရှိတဲ့ဒီနေရာလေးကတော့စပါးရဲ့မရိုက်မဖြစ် photo shoot နေရာလေးတစ်ခုပေါ့နော်ထရစ်ထောက်ကန်မှာဝင်ရမယ့်အခန်း၄ခန်းရှိပြီးအပူခန်း၃ခန်းနဲ့အေးခန်းတစ်ခန်းရှိပါတယ်ကိုတိုက်တဲ့အခန်းကိုအစင်လိုက်ဝင်ပြီးနောက်ဆုံးမှာအေးခန်းကိုဝင်ရတာဖြစ်ပါတယ်ခမကြီးကအကျယ်ကြီးနဲ့တန်ရှင်းအိတ်စိမ့်ပြီးစိတ်လွတ်ကိုလွတ်အိတ်ဆက်အနားယူရင်အေးစေ relax လုပ်လို့ကောင်းပါတယ်သားမီမီတွေအတွက် mini playground ရှိတော့ဖေဖေမေမေတို့အတွက်လွတ်လပ်လပ်ဖြစ်သွားတာပေါ့လော်ဘီထဲနေရတာနည်းနည်းချမ်းလာတော့အပြင်ဘက်ထွက်ပြီးလေကောင်းလေတက်လေးရှူရင်ယူလလလေးလေးကြည့်ရင်နဲ့ရေပူစမ်းကြောင်းနဲ့ခြေထောက်ဆင်လိုက်ရလို့နေသားထိုင်တာလေးရှိသွားတာကိုက nutrient agent နဲ့အရသာလေးတစ်မျိုးပေါ့ပါလန်အဝင်မှာကဖေးရုံးလေးရှိရနဲ့ဗိုင်လေးတွေလည်းနည်းနည်းစာနေကြတာမို့တစ်ခုခုစားဖို့ coffee tree ကိုသွားခဲ့ကြပါတယ်အစာပြေပဲမို့အများကြီးမမှာတော့ပဲကိုရီးယားထမင်းတုပ်ကြအုပ်လိမ့်နဲ့ငါးသားချောင်းလေးတွေကိုမှာပြီးနှစ်ယောက်အတူတူစားခဲ့ကြပါတယ်လော်ဘီထဲရောက်တော့ခဏမေးပြီးဗိုက်စာလာလို့လက်ဖက်ကြက်ဥနဲ့စနက်လေးထပ်စားခဲ့ပါတယ်။အခုတော့ချွတ်တုတ်ကန်ပထမဆုံးအခန်းကိုဝင်ပါပြီ။ကိုတွေကတော်ယုံနဲ့ထမထက်လို့ပူကန်းတစ်ခန်းကိုနိုင်ဝက်လောက်နီးပါဝင်ရပါတယ်။ဘူကန်ကအထွက်ရုပ်ရှင်ကြည့်မယ်ဆိုပြီးသွားတာရုပ်ရှင်မပြသေးလို့ပြန်ထွက်လာခဲ့ရပါတယ်။ဒါကတော့ချွတ်ထုတ်ကန်နောက်တစ်ခန်းထပ်ဝင်နေကြတာပါ။ခန်း၃ခန်းစလုံးဝင်ပြီးခနာကိုယ်တဲကထရီပုတ်အစိတ်တောက်တွေလည်းထွက်ယူလက်အတော်လေးပုတ်ပါသွားပါတယ်။နောက်ဆုံးပိတ်ထရီပုတ်ချေထားတာတွေပြန်ပိတ်ဖို့အတွက်အေးကန်းနဲ့ဝင်มาတော့မယ်။အေးကန်းကတော်လေးအေးလို့ကိုရီအကြာကြီးမနေနိုင်ပဲ15မိနစ်လောက်ပဲနေပြီးပြန်ထွက်ခဲ့ကြပါတယ်။ဒါလေးတွေကတော့အေးကန်းနဲ့ဝင်တဲ့အချိန်မှာအစိတ်တောက်တွေကင်းနေတဲ့မျက်နှာလေးတွေပေါ့ရှင်။အားလုံးပြီးသွားတော့ကိုကရင်မိုးထွန်းနေခြင်းသူထိုင်ဆောင်နေတာကိုပြန်ရိတ်ထားတာပါတယ်ရှင်။ဒါလေးကတော့စိတ်လက်ပုတ်ပါပြီး glow and bright face လေးနဲ့ထွက်လာခဲ့ကြတယ်ကျမတို့လင်မယားပဲဖြစ်ပါတယ်နောက် vlog နဲ့ခရီးစဉ်လေးတွေလည်းလာအောင်မှာမို့သဘောကျတယ်ဆို channel လေးကို like and subscribe လုပ်ပေးဖို့တောင်းဆိုပါတယ်အဆုံးထိကြည့်ရတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ရှင်